Sunny School စတဲ့ကလေးကနေခုချိန်ဒီအတင်းတော်နဲ့ဆက်တယ်မပြတ်ပဲနဲ့ဖះချောင်းဝုပြူအစီအစဉ်တွေမှာဒီအထိတစ္ဆာရှိရှိပါဝင်နေတော့ဆိုရင်တကယ်ချင်းရဲ့ဝိညာဉ်ရေးအားလန်ခီဟာတခြားသူတွေထက်ဖះနဲ့ပို့ပြီးတော့ယဉ်ဤကျွမ်းဝင်လိမ့်မယ်လို့ယုံကြည်ပါတယ်အတင်းတော်မှာအမြဲပါဝင်ဖြစ်တဲ့လူငယ်တွေရဲ့အတ္တတွေမှာအများနဲ့မတူတဲ့ထူးခြားစွာမြင်တွေ့ရနိုင်တဲ့အချက်တွေကိုပြောပြချင်ပါတယ်နံပါတ်1စုံစမ်းခြင်းတွေကြုံတွေ့လာတဲ့အခါမှာရင်ဆိုင်ကြော်လွှားနိုင်စွမ်းပိုရှိကြပါတယ်။ဘာကြောင့်လဲဆိုတော့တင်းတော်မှာပြောတဲ့လူငယ်တယောက်ကဆိုရင်ပြဿနာတွေရင်ဆိုင်မှုဖြစ်လာတဲ့အခါမှာလည်းဖះကိုပဲအဓိကအားကိုးတက်ကြပြီးဆူတောင်းခြင်းတွေနဲ့ဖြတ်တန်းကြလို့ပဲဖြစ်ပါတယ်။နံပါတ်2ဖះတခင်နဲ့အမြဲအဆက်တွေရရှိကြပြီးတော့ယုံကြည်ခြင်းဆိုင်ရာမှာလည်းပိုပြီးယဉ်ကျေးမှုတွေမြင်တွေ့ရပါတယ်။အတင်းတော်ရဲ့ဝုပြုခြင်းစီစဉ်တွေအစာချောင်ဆူတောင်းခြင်းစီစဉ်တွေမှာပါဝင်မှုတွေကြောင့်တခြားလူငယ်များထက်ဖះတခင်ရဲ့တဘောတဘာဝကိုပုံမသိရှိကြပြီးတော့ယုံကြည်ခြင်းကြီးမားတော့အခွင့်ကိုလည်းရရှိကြပါတယ်။နံပါတ်3အတင်းတော်မှာပြောတဲ့လူငယ်တွေကတကယ်ချင်းကောင်းတွေပို့ပြီးတော့ပိုင်ဆိုင်ကြတယ်။သူတို့ကိုကြည့်ရင်တကယ်ချင်းနေတယ်လို့မြင်တွေ့ရပေမဲ့အတင်းတော်တွင်ပါဝင်ခြင်းကြောင့်လူအများနဲ့ဆက်ဆံရေးမှာပိုကျွမ်းကျင်ကြတယ်လို့တန်ဖိုးရှိတဲ့လူငယ်အပေါင်းအသင်းတွေများကိုပိုင်ဆိုင်နိုင်ဖို့အခွင့်အရေးပိုပြီးများစေပါတယ်။နံပါတ်4ချက်လောကအရာရဲ့တတ်မှတ်ဆွဲလန်းခြင်းတွေပစ္စည်းဆုံးရှုံးခြင်းတွေကြားမှာလွတ်မြောက်နိုင်စွမ်းရှိကြတယ်။အပေါင်းအသင်းတွေရဲ့စကားထက်ဖះရဲ့စကားကိုအမြဲနားထောင်ကြတယ်။နောက်ကဘက်တော့အတိုင်းသက်ရှင်ဖို့အမြဲစိတ်ထဲရှိနေတတ်ကြပါတယ်။မိတ်ဆွေကိုဟိုးငယ်ငယ်ကလေးကနေ Sunday School တက်ခဲ့တဲ့တငယ်ချင်းတွေနဲ့ကိုအတူတူဖះချောင်းတက်နေတုံးလားဖះခင်ကအသက်ရှင်တဲ့သူရဲ့နှုတ်ကပတ်တော်တွေကိုနေညမပြတ်ဆင်ခြင်အောင်မေးတဲ့လူငယ်တွေကိုအရာရာမှာခြေထောက်မဖြစ်စေဘဲနဲ့ဦးကောင်းအရာမှာချီးမြှောက်တဲ့ဖះပဲဖြစ်ပါတယ်ဖះခင်နဲ့အဆက်တည်းမပြတ်စေဖို့ကျွန်တော်တို့အသက်တာတွေတစ်ချိန်လုံးက Sunday School အရွယ်တုန်းကနှလုံးသားလေးအတိုင်းပဲဖះခင်ကိုစာငတ်ကြရအောင်အားလုံးကိုဖះခင်ကောင်းချီးပေးပါစေ